ဒါဆိုရင်လည်းတစ်ခုလောက်ယူပါလိုက်မယ်ဒါမှမရလို့ရှိရင်လည်းတန်ပြားပဲပြီးကြိုက်လိုက်တော့မယ်တန်ပြားပဲပြီးကြိုက်လိုက်တော့မယ်မင်္ဂလာပါအမဟုတ်ဗာလင်းမြတ်လူလည်းမသိဘူးဟုတ် အောင်လေးအမအောင်လေးကစားဆရာအရုပ်တစ်ခုလောက်ပြပေးပါအောင်ဟုတ်ကဲ့ရှိပါတယ်ခင်ဗျာမဟုတ်ကျွန်တော်ရှိမှာတော့ဒီလိုအသားကောင်းတဲ့ဟိုအရုပ်ကလေးတွေရှိပါတယ်ခင်ဗျာကျွန်တော်ရှိမှာခဏနေအောင်မောင်လေးအမကိုအကျန်းခံဆုံးဆွဲထားပဲပြပေးအရင်တစ်ခေါက်ဝယ်ရတဲ့အရုပ်ကလေး9မိနစ်လောက်ပဲခံတယ်အမအိမ်ကခွေးမဟုတ်ဘူးသူက Terminator ဖြက်စီစက်ရုပ်ဩအဲ့မြလဲလေးအမလည်းကျွန်တော်ရှိမှာ solid rubber တုံးလေးရှိတယ်ဒီကောင်လေးဆိုရှင်ဘလောက်ကြိုက်မပြတ်ဘူးဘလောက်ဖြက်စီးသူကအပြက်စီးမခံဘူးသူကအရင်လည်းအကျန်းခံတယ် quality တက်ကောင်းတယ်မှာဟုတ်ပေချာလို့လားမောင်လေးရဲ့အင်္ဂါဆိုဖာရောင်သူကအပေါက်ဖောက်ထားတာနော်ဟုတ်ကဲ့ပါအမဟုတ်ဒီကလေးတွေကကြတော့လေသူတို့သွားအတွက်လည်းကောင်းတယ်တကယ်ခိုင်တယ်အဲ့တော့စိတ်မပူနဲ့အမပြတ်မှာတခုဆိုရင်လေဒါဆိုရင်လည်းတစ်ခုလောက်ယူပါလိုက်မယ်ဒါမှမရလို့ရှိရင်လည်းတန်ပြားပဲပြီးကြိုက်လိုက်တော့မယ်စိတ်ချပါအမဟုတ်သစ္စာပစ္စည်းလေးရတယ်လေအကျဉ်းဆုံးကလေးတွေအတွက်ဆိုလည်းအဆင်ပြေစေရပါမယ်ခင်ဗျာဟုတ်